ကျွန်တော်တို့လေယာဉ်မြေတွေမှာ9 ဧကကိုကျွန်တော်နှစ်စင်နေတိုင်းမိုးစဘာနွေစဘာလုပ်ပါတယ်မိုးစဘာနွေစဘာလုပ်တဲ့အတွက်ကျွန်တော်အတွက်အကျိုးမြတ်ဘာမှမရရှိခဲ့ဘူးပေါ့နော်ကျွန်တော်တို့အဲ့9 ဧကမှာဆိုရင်လည်းကျွန်တော်တို့ကတကယ်လို့ရေတင်မဲ့ဆိုရင်3 ရက်လောက်တင်ရတယ်3 ရက်လောက်ဆိုရင်စီးရတစ်နေ့ကိုတနာယူတပလင်းလောက်စားတဲ့အတွက်တစ်နေ့ကိုကျွန်တော်တို့ကတပုံးလောက်ကုန်တယ်3 ရက်တင်မဲ့ဆိုရင်3 ပုံးပေါ့အခုခေတ်ကာလဈေးနဲ့ဆိုရင်တော့ကျွန်တော်တို့အများကြီးရှုံးနေတာကိုဒါတွေ့မြင်ရမှာပါလာမယ့်နှစ်တည်းဒီအားပြတော့ပါဟုတ်ကျွန်တော်တို့တောင်သူလယ်သမားတွေရဲ့အပေါ်မှာအခုလိုဆိုလာစက်တင်ကလေးတွေကိုသူတို့အစည်းအဝေးလုပ်ပြီးတော့ကျွန်တော်တို့ကိုတောင်သူတွေကိုညှိနှိုင်းဆွေးနွေးတယ်ကျွန်တော်တို့အရင်နှောင်းကလောက်ရတာကစက်တွေပြင်ရတဲ့ဈေးတွေရေနံဝယ်ရတဲ့ဈေးတွေလောက်ကန်ရတဲ့ဟာတွေအခက်အခဲနိုင်တဲ့ဟာတွေကိုဘောဖေချင်းကဒါကိုလာရောက်ဖြည့်ရှင်းပေးတဲ့အတွက်ကျွန်တော်တို့တောင်သူတွေအနေနဲ့လည်းအများကြီးလည်းအကျိုးကျေးဇူးတွေရရှိပါတယ်အများကြီးလဲဝမ်းသာအားရဖြစ်ကြပါတယ်အခုလိုဆိုလာလေးတွေဆင်ပေးတဲ့အခါကျတော့ကျွန်တော်လက်ရှိဆိုလာဈေးနဲ့ပတ်သက်လို့2 သိန်းလောက်ပဲဒါလောကကောပါကုန်တယ်ကုန်တဲ့အတွက်ဒါကျွန်တော်တို့တောင်သူတွေပေါ်မှာအများကြီးအကျိုးများရရှိတယ်ပေါ့နော်ငကိုဒီဝေါ်ဘီရှင်းအဒီဆိုလာစနစ်မတင်တဲ့အခါမှာကျွန်တော်တို့တွေရတယ်ပြီးတော့အင်ဂျင်တွေဝယ်ရတာပေါ့အင်ဂျင်ဝယ်တင်ရတဲ့အခါမှာကျွန်တော်အခုစက်ပစ္စည်းဈေးနှုန်းတွေနဲ့ဆိုအင်ဂျင်တစ်လုံးကိုကျွန်တော်15 သိန်းလောက်ရင်းရတယ်နောက်ကောက်ပေါ့ဒီလိုကောက်မျိုးဆိုရင်ကျွန်တော်9 သိန်းလောက်ရင်းရတယ်ပေါ့နော်အဲ့ခါမျိုးမှာတင်ရတဲ့အခါမှာရင်းနှံဖို့စီဖို့ကုန်တယ်စက်ဖို့ရင်းရတယ်ကောက်ဖို့ရင်းရတဲ့အခါမှာလယ်သမားတစ်ယောက်ကအရင်းနှီးအများကြီးလိုရတယ်ပေါ့ခုလိုဝေါ်ဘီရှင်းရတယ်ပြီးတော့ကျွန်တော်တို့ဒီသမားတွေကိုဒီနေ့မှဆိုရင်ဒါကျွန်တော်ကြေးရွာအတွက်3 လုံးပေါ့ဒီဆိုလာပြားနဲ့တင်းတဲ့စနစ်ကိုကျွန်တော်တို့ကိုမတီတီထောင်ပေးတဲ့အခါမှာကျွန်တော်ဘာတွေသွားတွေ့ရဆိုတော့အခုကောက်တွေလည်းကျွန်တော်မလိုတော့ဘူးစက်ပစ္စည်းတွေလည်းမလိုတော့ဘူးစီတွေလည်းမတင်ရတဲ့အခါအများကြီးကျိုးရှိတယ်လေရေတင်းတဲ့အခါမှာနေအောင်ရှိတာနဲ့သူကရေထွက်နေတဲ့အခါကျတော့တော်တော်လေးကိုအကုန်ပြကျွန်တော်တို့သမားတွေအတွက်သက်သာတွေ့ရတယ်ပေါ့နော်ဥပမာဒီဟာဆင်ထားခြင်းအပြင်ကျွန်တော်လေလုံလောက်ရင်ကျွန်တော်ဘေးမှာဟိုမှာတဦးရှိတယ်ဟိုဘက်ဘေးမှာတဦးရှိတယ်ကျွန်တော်လေတကယ်လို့ပြည့်ရှံနေရင်နောက်တူဝင်မြလို့ရတယ်ဒီတူပြေးသွားရင်နောက်တူလှည့်ဖယ်ပြီးတော့တယောက်ကပိုရှင်နောက်တယောက်ကိုလည်းထည့်ပြီးတော့သုံးလို့ရ2 ဦး 3 ဦးထိရတယ်ပေါ့နော်